Hello အားလုံးကမင်္ဂလာပါကာတာနိုင်ငံမှာကာတာနိုင်ငံသားစစ်က10ရာခိုင်နှုန်းပဲရှိတဲ့ကြောင့်မို့လို့ကာတာနိုင်ငံသားစစ်ရဲ့လစာကိုသိကျင်နေကြပြီမလားကာတာနိုင်ငံသားစစ်တွေရဲ့လစာကအလုပ်အမျိုးအစားပညာရေးအတွေ့အကြုံပေါ်မူတည်ပြီးတော့မတူပါဘူးအစိုးရကဏ္ဍတွေမှာဆိုလို့ရှိရင်အစောပိုင်းရာတူလစာကာတာငွေ1500ကနေပြီး2000ကျရှိပါတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်300ကနေ300ကျရပါတယ်အလဲလက်တွေ့ကြုံရှိတဲ့လူတွေကတော့ကာတာငွေ2500ရနေပြီးတော့ကာတာငွေ4000ခွဲထိရနိုင်ပါတယ်တစ်လကိုမန်နေဂျာကြီးတဲ့ယာတူတွေအနေနဲ့ကတော့ကာတာငွေ4000ကနေ9000ခွဲထိရနိုင်ပါတယ်မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်3500ကနေ3800ကျရှိပါတယ်ကာတာနိုင်ငံသားတွေကိုမူဝါဒအရေးပါတဲ့ယာတူတွေမှာပဲဦးစားပေးတယ်။အခုမရှိတဲ့ကြောင့်မလို့လစာအောင်မဖြတ်တော့ဘူး။အပိုထောက်ပံ့မှုတွေအနေနဲ့ကကြတော့အိမ်ယာတွေလျှက်စစ်တွေရေးတွေပညာရေးတွေကိုပါရနိုင်ပါသေးတယ်